Okay အဲ့ပါ ECS 10ဟို screen share လို့ရပြီနော်အဲ့တော့ဟိုကလေခုနဆင်မပြောခဲ့တဲ့ထက်မှာပါတယ်ပေါ့လေဆင်မ၃မျိုးပေါ့အဓိကဆင်မတို့ပြောတာတော့ဒီ epidemic alert တွေပြောတယ်အဲ့တော့ watch နဲ့ပတ်သက်တဲ့ဟာတွေပြောတယ်ပေါ့လေနောက်တစ်ခုကတော့ဒီmental health နဲ့ပတ်သက်တဲ့ဟာပေါ့နော်အဓိကပြောတဲ့ဟာပေါ့အဲ့ပြောတဲ့ဟာတွေအကုန်၃မျိုးလုံးကဆင်မဟိုသဘောတရားအပြင်ဆင်မတို့ flow ကတူတူပဲလို့ပြောလို့ရတာမသိဘူးနော် flow ကတူတူ Hello ပဲဆိုတာ ရတယ်စမပြောဟုတ် ပြောလိုက် အော်ဆရာကြီးကျွန်မခုနအဲ့ဒီ sheet ကိုကြည့်တော့လေဆရာတို့လိုချင်တဲ့ပုံစံလေးကလေဥပမာအခုမြ emergency response network အကြောင်းလေးနည်းနည်း ဟုတ်တယ် intro ဝင်လိုက်ရင်နည်းနည်းပိုအဆင်ပြေနေထင်တယ်ပေါ့နော် ဟုတ်ကဲ့ဆင်မရပါတယ် ကအဲ့ဒီ network မှာပါနေတဲ့ဒီ actors တွေပဲပြောပါတော့ဒီကူလုပ်ပေးတဲ့ volunteer တွေကဒီ Mandalay စကိုင်းအင်းလေးဘက်မှာသူတို့ကဟိုးအရင်အနေကဒီကုမတိုင်ခင်တည်းကဒီတက်ကြွလှုပ်ရှားသူအနေနဲ့ဒါမှမဟုတ်ရင်လည်းဒီရက်ရွာထဲမှာ active ဖြစ်တဲ့ active citizen အနေနဲ့လှုပ်ရှားနေတဲ့သူတွေအများစုဖြစ်တယ်ပေါ့နော်ပြီးရင်သူတို့ကအရင်ကတည်းကလည်း network တွေရှိပြီးသားပေါ့နော်အဲ့လိုမျိုးဒီအားကောင်းတဲ့ network တွေရှိပြီးသားဥပမာအနေနဲ့ပြောရလို့ရှိရင်အင်းလေးထဲမှာဆိုရင်ကြေးရွာ100ကျော်နဲ့ဖွဲ့စည်းထားတဲ့ ECCD ဆရာမ network ဆိုတာရှိတယ်ခုနကဆရာမမယ်ပြောတဲ့nutrition နဲ့ပတ်သက်တဲ့ဟာ western နဲ့ပတ်သက်တဲ့ဟာဒီသူတို့1 ပြက်1 shot ဒီနှစ်တိုင်းလိုမျိုးဖြစ်တာရော outreach ကအဲ့လိုမျိုးဆိုတော့အဲ့ဒီဟာတွေအကုန်လုံး awareness တွေကိုအဲ့ဒီ teacher network ကရွာ100ကျော်ကိုပတ်ပြီးပေးနေတာမျိုးကသူတို့မှာအဲ့ဒါလုံနေပြီးသားဟာတွေပေါ့နော်အဲ့လိုမျိုးဟာမျိုးရှိတယ်ပြီးရင်အလားတူပဲအဲ့ဒီမန္တလေးစကိုင်းဘက်မှာလည်းအဲ့လို network လေးတွေရှိတယ်ပေါ့နော်ဟိုဒီ public health ကိုပူပန်ပန်လုံနေတဲ့ဒီ active လူငယ်လေးတွေရှိတယ်ပေါ့နော်အဲ့ဒါအပြင်ကိုစကိုင်းဆိုရင်စကိုင်းဟိုဘက်လူကူရောက်ပေါက်နေတဲ့အဲ့ချင်းတွင်းမြအနောက်ဘက်ကန်းတို့ပါတို့အဲ့ဒီ IDP ခက်တွေကိုရောက်သွားတဲ့လူငယ်တွေနဲ့လည်းအချိတ်ဆက်ရှိတဲ့ဒီ volunteer တွေဖြစ်တယ်ပေါ့နော်ဒီမြ network ကပေါ့နော်အဲ့တော့ခုနကဆရာပြောတဲ့အဲ့ messaging ကိုဘယ်လိုသွားလဲအဲ့ head awareness တွေကို messaging ကိုဘယ်လိုသွားလဲတချို့ဖုန်းလိုင်းရတဲ့ဟာဖုန်းလိုင်းနဲ့သွားတယ်မရတဲ့ဟာဆိုရင်အဲ့ဒီဆဲထွားတယ်လို့မျိုးအဲ့ဒီလူကနေပြီးတော့အဲ့ဖက်က data ကသူတွေကိုသူသွားတယ်ပေါ့နော်ပြီးရင်နောက်တစ်ပိုင်းကကြတော့ဗာလဲဆိုကျွန်တော်တို့ existing network ကိုသွားရှာကြည့်ရတယ် existing network လို့ပြောရင်ဥပမာည emergency response network ကmobile clinic တွေနဲ့သွားအလုပ်လုပ်တယ်ပေါ့နော်အလုပ်လုပ်တော့ mobile clinic ကရှိပြီးသား existing mobile clinic ဆိုရင်သူတို့နဲ့သွားစကားပြောတယ်ဟို sales support လုပ်မယ်ပဲဆိုရင်တော့မှဘာဆေးတွေလိုအပ်နေလဲအဲ့လိုမျိုးဒီအချိန်မှာဒီနေရာမတူအမရပူရမှာတစ်မျိုးပလိတ်မှာတစ်မျိုးဒီစကိုင်းမှာတစ်မျိုးအင်းလေးမှာတစ်မျိုးပေးရတဲ့တချို့ဒီသူတို့ request လုပ်တဲ့ဆေးတွေကပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ support လုပ်တယ်အဲ့တော့တချို့ရှင်းပြောရင်တချို့ဒီ CDM ဆရာဝန်တွေလည်း Queen ထဲမှာအလုပ်လုပ်ပေးတယ်သူတို့ဒီအလုပ်လုပ်ပေးတယ်ပေါ့နော်အလုပ်လုပ်ပေးတယ်ဆိုတော့အဲ့ဒီသူတွေနဲ့လည်းထိတွေ့ပြီးတော့အလုပ်လုပ်ရတဲ့ဟာမျိုးရှိတယ်ပေါ့နော်နောက်တစ်ပိုင်းကကြတော့အဲ့ဒီခုန outbreak rate နိုင်ဒီယောဂ3မျိုးပေါ့ထားပါတော့အဲ့ဒီယောဂ3မျိုး prevention အနေနဲ့လည်း western ကိုကျွန်တော်တို့ကဥပမာတောက်သုံးရေရရှိဖို့အတွက်ကိုတောက်သုံးရေကောင်းကောင်းတောက်ရဖို့အတွက်ကိုပြင်ဆင်ပေးတာမျိုးအဲ့လို prevention ကိုလည်းတွားရတယ်ပေါ့နော်တစ်ဖက်ကလည်းဒီ medicines distribution အနေနဲ့ကို mobile clinic တွေကိုတွားတယ်အဲ့တော့ mobile clinic မရှိနိုင်ရောက်နိုင်နေရမှာဆိုရင် develop လုပ်လို့ရလားဆိုရဲ resource ကိုရှာရတယ်ကျွန်တော်တို့အဲ့ဒီ data မှာဆရာမရှိသလားထမိန်ပြရှိသလားဒါမှမဟုတ်ရင်လည်း CDM ဆရာဝန်ရှိသလားဒါမှမဟုတ်ရင်လည်းဆရာဝန်အခု in service နေတဲ့ဆရာဝန်ရှိသလားအဲ့လိုမျိုးဟာမျိုး develop လုပ်ပေးတဲ့ mobile clinic တွေလည်းရှိတယ်ပေါ့နော်မြနေပြီးတော့အဲ့ develop လုပ်ထားတယ်အဲ့လိုမျိုးနဲ့ delivery လုပ်တယ်ပေါ့နော် distribution လုပ်ပါတယ်လို့ဟုတ်ကျွန်တော်interview guide လေးတော့ရှိပါတယ်ဆိုမှဟုတ်ဒါတော့ပထမစပြောတဲ့ဟာကတော့
ဆင်မတို့ဆီမှာငကိုရှိပြီးသား stakeholder တွေရှိပြီးသားပေါ့လေအဲ့ဒါအောင်မှဆင်မတို့လိုရင်လိုသလိုဒီ need assessment တွေလည်းဆင်မတို့ကိုပါ network တွေလောက်ကြရတယ်ပေါ့ဟုတ်အဲ့တော့ကျွန်တော်သိချင်တာကကျတော့ဆင်မခုနပြောတဲ့ထဲမှာ stakeholder တွေလည်းများတယ်ဒီသွားမဲ့ဟိုဟာတွေလည်းများတော့တော့ဆင်မတို့ထားတော့ဆင်မတို့ဒီည emergency network အနေနဲ့ပေါ့နော်ကိုပိုင်ပေါ့ဒီ information တွေကိုဘယ်လိုမျိုးရယူလဲပထမဆုံးအနေနဲ့ဗျာဒီကျမနဲ့ပတ်သက်တဲ့ဟာတွေ watch နဲ့ပတ်သက်တဲ့ဟာဆိုရင်ဘယ်အဖွဲ့အစည်းကနေဆင်မတို့အဲ့ data information တွေယူလဲပေါ့လေအဲ့တော့အဲ့ရလာတဲ့အချက်လက်တွေဒီကျမဘုံစုတာတွေကိုဆင်မတို့နေဘယ်လိုမျိုးပြုပြင်ပြောင်းလဲတာမျိုးတွေလောက်လာဒါမှမဟုတ်ရင်ဒါမလုပ်ဘဲနဲ့တခါတည်းပဲပြည်သူစီတိုင်းဖြန့်လာမျိုးလားအဲ့ဒါကိုတစ်ချက်သိချင်တာပေါ့အဲ့တော့ပထမဆုံးတစ်မေးချင်တာကကျတော့ information source ပေါ့ဆင်မတို့ source တွေဘယ်လိုဖြစ်မလဲမသိဘူးเนาะဆင်မ လို့အဲ့ဒါလေး ဟုတ် ကျွန် hello မ ဟုတ် နည်းကြည့်မြင် ဟုတ်ကျွန်မဖြေလိုက်မယ်information source ဆိုလို့ရှိရင်လေအဲ့ဒီ emergency ဖြစ်လာတဲ့အချိန်မှာအဲ့ဒီ Facebook ကနေပြီးတော့ကျန်းမာရေးတယ်လီကျန်းမာတို့ဘာလို့အဲ့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ဥစ္စာတွေကိုအရင်တည်းကလည်းကျွန်တော်တို့ page တွေမှာဝင်ကြည့်တဲ့ဟာရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီင ဟုတ် လျင်ဖြစ်လာတဲ့အချိန်မှာအဲ့လိုဒေါက်တာဘွဲရတဲ့ဒီလိုမျိုးပေါ့နော်လူတွေကဒီ post တွေရေးကြတယ်ပေါ့နော်post တွေရေးကြတဲ့အချိန်မှာဒီငလျင်နဲ့ပတ်သက်ပြီးတော့ဒီဟာကဟိုဖြစ်နိုင်ခြေရှိတယ်ဆိုလို့ရှိရင်ဒီ prevention ဖြစ်နိုင်တဲ့အနေအထားရှိတယ်ဆိုလို့ရှိရင်ကျွန်မကဖတ်ကြည့်ပြီးလို့ရှိရင် group ထဲထည့်လိုက်တယ် group ထဲထည့်လိုက်လို့ရှိရင်အဲ့ဒီ group ထဲကနေပြီးတော့တကယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟိုဟာတွေကဒါကိုအတည်ပြုပြီးတော့ဒီဟာကိုလက်စစ်ပြန်ဟိုဟာပို့ပေးတာပေါ့နော်အဲ့လိုမျိုးရှိတယ်ပြီးတော့ဒီဟိုဟာ တီး လေ ပြတယ် ဒီ ပေါ့ မှာ နော်ဆင်မတို့ Marcus ဆရာတို့ Marcus ကလည်းကျမရေးအသိပညာတွေနဲ့ပတ်သက်တဲ့ဥစ္စာ post တင်တာလေးရှိတယ်ပေါ့နော်အဲ့ဒီ network ပြီးတော့ကျမတို့ activist network တွေကလည်းဟိုဟာ post တွေကို share ကြတယ်ပေါ့နော်ဘာတွေလုပ်တင်တယ်ဘာတွေမလုပ်တင်ဘူးဆိုတဲ့ post တွေကို share ကြတယ်ပေါ့ဟုတ်အဲကြောင့်မလို့ကျမတို့ကအဲ့ဒီ post တွေကိုအခြေခံပြီးတော့ကျမ group ထဲထည့်ပေးတယ်ပေါ့ထည့်ပေးပြီးတော့မှအဲ့ဒီ group ထဲမှာရှိနေတဲ့ကျမရေးဟိုဟာဝန်ထမ်းတွေကနေပြီးတော့ဒါကိုဒီဟာဆိုရင်တော့ဟိုဖြန့် verify ဖြူး လုပ် တ ပေး ည် ပါ တယ် ပေါ့ ဒီဟာဆိုရင်တော့မလိုအပ်ဘူးဆိုတာမျိုးသူတို့ဘာသာသူတို့စဉ်းစားဆုံးဖြတ်ပြီးတော့ဒီကျမရေးအတိကိုပေါ့နော်မရတော့ပို့တယ်ပေါ့နော် အဲ့တော့ အဲ့ ဆင်မ လို တို့အဓိက အနေအထား သုံးတာတော့ဒီ social media ကနေပေါ့ဒီ Telegram မှာတော့ Facebook တို့ကနေအဓိကသုံးတာများရပေါ့ဘူး ဟုတ် ဆင်မတို့အနေနဲ့အခြားဒီ WHO တို့ဒီ INGO အကြီးကြီးနဲ့တော့ဖိတ်ဆက်လောက်တာမျိုးရှိလားပေါ့နော်သူတို့စီကအဲ့လို website တွေကနေယူတာမျိုးရှိလားနောက်တစ်ခုကကျတော့ကျန်တဲ့အခြားဘယ်အပိုင်းတွေကယူတာမျိုးရှိသေးလဲဘာလို့ဒီမျိုးလည်းပဲရှိရလား ဆရာဟိုကလေကျွန်တော်တို့အရင်ဆုံးမြင်ရတဲ့ဥစ္စာကကြတော့အဲ့ဒီလူတွေစီကမြင်ရတာပေါ့နော်ပြီးတော့မှကျွန်မကအချိန်ရတယ်လို့အဲ့လို information တွေကိုလိုက်ပြီးတော့ဟိုပါပေါ့ဘက်ကဟိုပါပေါ့ဟုတ်လားဘာညာဆိုတာမျိုးလိုက်ကြည့်တဲ့ဟာမျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အရင်ဆုံးကတော့ကျွန်မတို့ကအဲ့လိုမျိုး social media post မှာ activist တွေကလူမျိုး activist တွေကတင်ထားတယ်ကိုယ့်ရဲ့ယုံကြည်ရတဲ့သူတွေကဆရာမတွေကနော်ဆရာဝန်ဘွဲ့ရတဲ့သူတွေဆရာဝန်နဲ့ပတ်သက်ပြီးတော့အဲ့လိုပေါ့အထူးတက်လည်းလေးလာပြီးတော့ပြောနေတဲ့ post တွေကနေအရင်ရတာပါရှင်ပြီးတော့မှ အဲ့တော့ဆင်မတို့ ဟုတ် အဲ့တော့ဆင်မတို့အဖွဲ့အနေနဲ့ဒီကကျတော့ဒီ cluster တစ်ခုအနေနဲ့ပေါ့နော်ဒါကျတော့ဒီအဓိကပါဝင်တာတော့ coordination အပိုင်းဖြစ်မယ်ထင်တယ်နော်ဆင်မအဲ့တော့ခုနပြောတဲ့community needs တွေကတော့ကျွန်တော်နားလည်တာတော့ကတော့ဆင်မတို့မှာရှိပြီးသား network တွေကနေဘယ်ဟာတွေကတော့ဘယ်နေရာတွေကတော့ဘာလိုအပ်တယ်လဲဆိုတော့ကျွန်တော်သိရပေါ့လေပြီးပြီးရလာတဲ့ information တွေဆင်မလိုပြန် share ပေးရပေါ့နော်ဒါကတစ်ခုပေါ့နောက်တစ်ခုကကျတော့ကျွန်တော်သိချင်တဲ့အထက်မှာဒီကျွန်တော်ဒါကတော့ information တွေဆင်မတို့ဒီလက်ထက်ရောက်လာပြီပေါ့လေdesign တို့ဘာတို့ဟာကျတော့ကိုပိုင်ဖြန့်လာတာဥပမာထားတော့ကျွန်တော် information post ကိုပေးလိုက်တယ်ပေါ့အဲ့ post အတိုင်းပဲဒီ network ထဲကိုပြန်ဖြန့်ပေးရလို့လေဒါမှမဟုတ်ကိုပိုင် design တွေဘာတွေလုပ်ပြီးတော့ပြန်ပေးတာမျိုးရှိလားမသိဘူးဆင်မခက်လက်ထောင်ထားရနော်ဆင်မဝင်ပြောမှဖြစ် ရတယ်ဆမ်မပြောလိုက်ပါ ဥပမာဆိုရင်ကျွန်တော်ဆိုလိုတဲ့ဟာဥပမာကျွန်တော်ဒါတော့ကျွန်တော်မသိသေးဘူးပေါ့လေနောက်တကယ် community ကိုတောင်းမယ်ဆိုရင် pamphlet ဝေရမျိုးရှိမယ်ပေါ့
အဲ့ဒါဆိုကိုပိုင်ဒီဇိုင်းပေးရမျိုးရှိတာအဲ့လိုမျိုးပေါ့နော်ဒီအောင် adapt လုပ်တဲ့ဟာမျိုးဘယ်လိုနည်းနဲ့ရှိသေးလဲမသိဘူးဆိုတော့ ဆရာကျမတို့အဲ့လိုမျိုးကိုယ်ပိုင်ဒီဇိုင်းနဲ့ pamphlet ဝေတာမျိုးမလုပ်ဘူးရှင်ဟုတ်အဲ့ဒီအတွက်လည်း budget လည်းမရှိဘူးဆရာ ဟုတ်အဲ့တော့အဓိကတော့ကျွန်တော်တို့ဒီကိုမရှိပြီးတဲ့ network တွေကိုပြန်ဖြန့်ပေးတာမျိုးတော့များတယ်ပေါ့နော် ဟုတ်တယ် information က information ကိုတော့ flow ဖြစ်တယ်ရှင် information ကတော့လုံလုံလောက်လောက် flow ဖြစ်တယ်လို့တော့ကျွန်မယူဆတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဆရာမfeed ရဲ့ဆရာမရဲ့network ကဖြစ်တယ်လေခိုင်နေကျဲတယ်ဆိုတော့လေ information ကတော့လုံလုံလောက်လောက် flow ဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ဆက်ပါအဲ့တော့ကျွန်တော်နောက်တစ်ဆင့်နေမယ်ပေါ့နော်အဲ့distribute လုပ်တဲ့အခါမှာကျတော့ကျွန်တော်ပေးတဲ့လူကcommunity leader တွေစီထားရပေးတာမျိုးလားဒါမှမဟုတ်ရင်ကျတော့ကျွန်တော်တို့ရှိပြီးသားခုနကပြောဆရာဝန်တွေစီကိုပြန်ပေးရမျိုးလားဒါမှမဟုတ် field team ပေါ့နော် field team တွေကိုပြန်ပို့ပေးရမျိုးလားဘသူတွေကတစ်ဆင့်ပေးရလဲ community စီတကယ်ဖို့တက်ကကျတော့ကျွန်တော်ကိုယ်တိုင် direct ပေါ်တာမျိုးရှိလားဒါမှမဟုတ်ဘယ်သူတွေခြားကန်ရှိပေးလဲမသိဘူးအဲ့ခြားထဲမှာ ဆရာlocal အဖွဲ့တွေကကြားခံရှိတယ်ဆရာတချို့နေရာတွေလည်းကိုယ်တိုင်သွားတယ်တချို့နေရာကျတော့ကျွန်တော်တို့ local အဖွဲ့ကိုဒီနေရာမှာဒီဟာလိုအပ်နေတယ်လို့သူတို့ပြောလာလို့ရှိရင်သူတို့ကတာဝန်ယူပြီးတော့ရအောင်ပို့ပေးတယ်ပေါ့နော်ပြီးတော့အဲ့ဒီရောက်သွားပြီဆိုတဲ့ဥစ္စာကိုလည်း contribution ရှိသူတို့ inform ပြန်လုပ်ပေးတယ်ပေါ့နော်communication barrier ကြောင့်တာကြာရင်ကြာမယ်သူတို့ရအောင်တော့သူတို့လုပ်ပေးတယ်ရှင်ဟုတ်local အဲ့ဒါ team ဆင်မ က တို့ လည်းဖြစ်ပါတယ် strong ဖြစ် ဟုတ်ကဲ့အဲ့တော့ဆင်မတို့အနေနဲ့ခုပြောရရင်နှစ်ခုပါတယ်ပေါ့နော်ကိုယ်တိုင်အဲ့ field ဘယ်လိုလဲ community တွေကိုဖြန့်ပေးရမျိုးလည်းရှိတယ်နောက်တစ်ချက်ကကျတော့ဆင်မတို့ဒီဂျားထဲမှာရှိတဲ့ဒီ medium လေးပေါ့လေlocal administrator တွေဆိုပေးရမျိုးလည်းရှိရပေါ့အဲ့တော့ဥပမာကျွန်တော်ပထမဆုံးသိချင်တာကကျတော့ community ကို direct ဖြန့်ရင်ကျတော့ဘယ်လိုဒီနိုင်မျိုးနဲ့ဖြန့်တာလဲမသိဘူးဆင်မပြောတဲ့ Hello ဆရာကြီးကျမခဏလေးနည်းနည်းဖြတ်မေးလေမေးခွန်း query ဖြစ်ချင်လို့လေအခုကဒါညကြတော့သူကကြတော့သူ့ရဲ့ network လို့ပြောဒီသူပြန်ပြီးတော့ distribute လုပ်တဲ့ network ကကြတော့lead လုပ်နေတဲ့သူတွေကခုနဆရာပြောတဲ့အတိုင်းပေါ့နော်public health worker တွေဖြစ်တယ်နောက်ဒေါက်တာဘွဲရတော့လည်းကောင်းဘွဲမရတော့လည်းကောင်းနောက် in service တော့လည်းကောင်း CDM မှာတော့လည်းကောင်းအဲ့လိုမျိုးဟာမျိုးဖြစ်တယ်အဲ့တော့သူတို့ကနေပြီးတော့ community ကို distribute တဲ့ပုံစံကိုပြောတာလားပြီးတော့သူတို့ကို distribute လုပ်တဲ့ပုံစံကိုပြောရတာပေါ့နော်အဲ့လိုမျိုးဆိုရင်ဘာဖြစ်လို့အဲ့လို clear ဖြစ်ချင်တာလဲဆိုတော့သူတို့ကကြတော့ခုနကဒီညကနေပြီးတော့သူတို့ကိုdistribute လုပ်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ distribute လုပ်လိုက်တဲ့ဟာကိုသူက community ကိုကြတော့ပုံစံမျိုးစုံနဲ့သူတို့ကpass file လုပ်တာလေနော်အဲ့လိုညလုပ်တဲ့ဟာကိုပြောလားသူတို့တစ်စစ်ခံလုပ်တဲ့ဟာကိုပြောရလားလေးတယ်မျိုးပေါ့နော်အဓိကတော့မြန်လုပ်တဲ့ဟာပေါ့သူတို့စင်လုပ်တဲ့ဟာလည်းပါမယ်ပေါ့လေအဲ့ဆမအခုဒီမှာဆရာ stand share ထိုင်ပုံမှာဆိုရင်ထားပါတော့ဒီမှာမြန် emergency field response network ကနေဒီ field teams ကိုပို့တဲ့ဇလန်ပေါ့နော်အဲ့အပိုင်းမှာကျွန်တော်တို့ဒီ verify လုပ်တယ် share information လုပ်တယ်ပေါ့သူတို့ဘယ်လိုမျိုးဆက်သွယ်လဲမသိဘူးဘယ်လို channel တွေကနေဆက်သွယ်ရလဲမသိဘူးဒီ field team နဲ့ကျွန်တော်တို့နဲ့ကြားပေါ့လေဒီ message application နဲ့ဆက်သွယ်ရမျိုးလားအမွေဘယ်လိုနည်းနဲ့ဆက်သွယ်ရလဲမသိဘူး message နဲ့လည်းဆက်သွယ်ရတယ်လူကိုယ်တိုင်လည်းဆက်သွယ်တယ်ကွေးနဲ့မှာသူတို့ကိုတိုက်ရိုက်သွားတွေ့တာမျိုးနောက်တစ်ခုကကြတော့ဥပမာတချို့ trade တွေဆိုရင်ဥပမာဒီ Dr. Ranger ဆိုတဲ့အဖွဲ့ရှိတယ်သူတို့ဖွဲ့ဆိုရင်ကျွန်တော်တို့ every month လစဉ်ကိုသူနဲ့အတူတူလိုက်ပါပြီးတော့အဲ့ free တဲ့အထိကိုလိုက်ဆင်းတာမျိုးလုပ်တယ်တချို့ဆရာမတွေကြ risk များတဲ့ဆရာမတွေဆိုရင်ကျွန်တော်တို့က message နဲ့ပဲသူတို့ကိုဆက်သွယ်ပြီးတော့ဒီ pass file လုပ်တယ်ဒီသူတို့ request လုပ်တဲ့ဟာကို support လုပ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလုပ်တယ်ဆိုတော့ဘယ်လိုပြောရမလဲဆိုရင်တချို့အဖွဲ့ကိုလူလိုက်သွားတွေ့တယ်တချို့အဖွဲ့ကိုကြတော့အတူတကွသူတို့နဲ့ free ဟဲ့ကိုအတူတူဆင်းတယ်တချို့အဖွဲ့တွေကြတော့ကိုကဖုန်းနဲ့ပဲcontact လုပ်ပြီးတော့ဖုန်းနဲ့ signal နဲ့အဲ့ contact လုပ်ပြီးတော့သူတို့လိုအပ်တဲ့ request ကိုပို့ပေးရမျိုးဆိုတော့သုံးမျိုးလောက်အလုပ်လုပ်တယ်လို့ပြောဟုတ်ကဲ့အစမသူတို့နဲ့ဆက်သွယ်တဲ့ကြားမှာလေဘယ်လိုမျိုးအခက်အခဲတွေရှိလဲမသိဘူးနော် field team ကိုဆက်သွယ်တဲ့အခါမှာ
အဓိကတော့ဒီခုနက server နဲ့ field team ကြားမှာရှိတဲ့ connection ကဘယ်လိုမျိုး barrier တွေရှိလဲပြီးတော့ဘယ်လို facilitator တွေရှိတယ်ပေါ့လေအဲ့ဒါဒီတစ်ချက်သိချင်တာပါ ဆမဖြေမလားကျွန်တော် ဟုတ်ကဲ့ကျမတို့ပြန်သိရတဲ့တလောက်ကတော့လေသူတို့ internet အခက်အခဲရှိတယ်ပြီးတော့ line ပေါ့နော်ဖုန်း line တွေကိုဖြတ်တောက်သွားထားတာမျိုးပေါ့နော်တချို့နေရာတွေမှာရှိတယ်တမင်ကိုဖုန်း line တွေဖြတ်ထားတာပေါ့နော်သူအချိန်ပိုင်းနဲ့ပဲဖွင့်ပေးတယ်အဲ့လိုမျိုးတွေရှိတယ်ဟုတ် fee ထဲမှာပေါ့နော်ဟုတ်အဲ့ဒါကတော့ကျမပြန်ပြီးတော့ report back ပြန်သိရတဲ့ဥစ္စာပေါ့နော်ဟုတ်ကဲ့ ဟုတ်ကဲ့ဟိုဆမပို့ပြီးအဆင်ပြေအောင်လုပ်တဲ့ဟာကျတော့ဘယ်လိုမျိုးရှိလဲသူတို့ဆမ internet ဟို internet connection အရင်နှေးတယ်ပုံတွေပါလေဆိုပို့လို့မရဘူးအဲ့တော့သူတို့ကပုံပို့လို့မရတဲ့ချိန်ကျတော့ internet connection ကောင်းတဲ့အချိန်ကိုစောင့်ရတယ်မဟုတ်ရင်လည်းအဲ့လိုတနေရာကိုသွားရတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကလည်းအချိန်မီပုံလေးတွေပို့ချင်တယ်လေနော်သူတို့feed ထဲကလုပ်ပြီးသွားပြီဆိုလို့ရှိရင်ပြီးတော့ကျမတို့ကအားလုံး message ကို create လုပ်ခိုင်းတယ်လေနော်safety အရာပေါ့နော်အဲ့တော့သူတို့ကပို့ပြီးပြီဆိုလို့ရှိရင်သူတို့ဘက်ကတာဝန်ပြီးသားပြီလေနော်အဲ့ဒါမျိုးဆိုတော့နည်းနည်းသူတို့ပေါ့ပါနေလို့ရတယ်ပေါ့safe ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒါမျိုးလေးတွေရှိတယ်ပေါ့ဟုတ်အဲ့ဆိုရင်ဆမတို့အခုတွားရဲ့အဆောက်ကတော့လက်ရှိကျွန်တော်နားလည်ထားတဲ့လောက်ကတော့ဆမတို့စီကနေ information field team ကိုရောက်ပြီပေါ့လေရောက်ပြီဆိုတဲ့အခါမှာ field team ကနေပြန်ဖြန့်တဲ့ပေါ့အဲ့ end community ကိုသူတို့ကဘယ်လိုနည်းနဲ့နေလဲဆိုတော့ပြန်ဖြန့်လေးရှိတယ်မသိဘူး။ဒီ field ရဲ့ဆရာဝန်တွေ public health worker တွေကဒီလူထုကြားတော့ဘယ်လိုနည်းနဲ့နေဖြန့်ဝင်နေရလဲမသိဘူး။ ဟုတ်ကဲ့ကျွန်တော်တို့ mobile clinic ၄ခုရှိတယ်ပေါ့နော်၄နေရာအဲ့ဒီကနေပြီးတော့ public health ကိုအဲ့တာဝန်ကျရာဆရာမတွေကနေပြီးတော့ဒီပုံပေးတယ်ဖြန့်ဝေတယ်ပေါ့နော် service ကိုလည်းဖြန့်ဝေတယ်ဆေးဝါးတွေကိုလည်းဖြန့်ဝေတယ်အဲ့လိုမျိုးဖြန့်ဝေပါတယ်ပြီးတော့တချို့ food shelter နဲ့ပတ်သက်တဲ့ဒီ hygiene item တွေကိုကြတော့အဲ့ Finty ကနေပြီးတော့ဒီ community leader တွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့direct ပေါ့နော်တခါတည်းဖြန့်ဝေပေးတယ်ပေါ့နော်ပစ္စည်းတွေဝေပေးတယ်တချို့ဆိုလို့ရှိရင်ဒီရေဘုံတို့ရေစီတို့ရေကန်ဖော်တာတို့အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကသူတို့လိုအပ်တဲ့ဥစ္စာတွေကိုပံ့ပိုးပေးခဲ့တယ်သူတို့ဘာသာသူတို့ community ကသူအစီအမံနဲ့လုပ်ကြတာပေါ့နော်ဝိုင်းပြီးတော့လုပ်ကြတယ်ရေကန်ဖော်တာတို့ရေတွင်းပေါ့အသန့်ရှင်းပြန်လုပ်တာတို့အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင် community ကသူတို့လိုအပ်တာတောင်းတယ်ပံ့ပိုးပေးတယ်အဲ့ဒါဆိုလို့ရှိရင်သူတို့ဘာလဲသူတို့လုပ်ပြီးသွားတယ်ပေါ့ပြီးသွားတယ်ဆိုလို့ရှိရင်report back ပြန်လုပ်ပေးတယ်အဲ့ဆိုရင်ကျွန်တော်တို့ကလည်းနောက်ကျွန်တော်တို့က fee coordinator လိုမျိုး fee focal တယောက်လည်းရှိတယ်ပေါ့နော်အဲ့ဒီလူကတခါတလေအဲ့လိုရောက်ဖြစ်ခဲ့ဆိုလို့ရှိရင်သူတို့ကအဲ့ဒီလူကိုပြန်ပြီးတော့ inform ပြန်လုပ်တာမျိုးရှိတယ်ပေါ့နော်ဟုတ်အဲ့တော့ဆမပုံမှန်အားဖြင့်ကတော့ဆမဒီ field team ပေါ့လေဒီ field focal နဲ့သူတို့အဲ့ခုနပြောတဲ့ end community ကြားမှာတော့အဓိကဆက်ဆံရေးကတော့ဒီ online တော့မဟုတ်ဘူးပေါ့နော်ဆမဆိုရင်ဒီ offline method တွေနဲ့တော့တာပေါ့ဆမဟုတ်တယ်အဲ့လိုမျိုးခုနပြော ticket ဆက်ဆံတဲ့အခါမှာဘယ်လိုမျိုးbarrier တွေရှိလဲပေါ့ဥပမာဆိုထားတော့နမူနာဆိုကျွန်တော်အခြား interview မှာပြောတာမျိုးဆိုရင်သူတို့ကခုနပြောတဲ့ field team ကနေဒီပေါ့နော် feeding ဆိုတာဒီကျွန်တော်ပြောရမှာဆရာဝန်တွေဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဂျားကန် barrier တစ်ခုရှိမယ်ပေါ့ sorry medium တစ်ခုရှိမယ်ပေါ့သူတို့ကဟောပြောပွဲလောက်တာရှိတယ်ဟောပြောပွဲလို့ဟာမျိုးပေါ့နော်လောက်တဲ့အခါမှာဒီစစ်ကြောင်းထိုးတဲ့ဟာမျိုးဆိုရင်ဟောပြောပွဲဖျက်ရတာမျိုးရှိတယ်ဒါမျိုးနမူနာပေါ့လေဆင်မဆရာမတို့ဒီ community နဲ့ဆရာမတို့အဲ့ field focal ဂျားမှာရောဆက်ဆံတဲ့အခါမှာဒီမြေပြင်ရတယ်ဆက်သွယ်တာဆိုတော့ဘယ်လိုမျိုးပြဿနာကြုံတွေ့ရမျိုးရှိတယ်မသိဘူးပြဿနာမကြုံအဲ့တော့တအားတတိထားပြီးတော့တွာလာလှုပ်ရှားရပေါ့နော်ပြီးတော့ဒီလူသားဆန္ဒပစ္စည်းလူတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တချို့ gate တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ့လိုပြောရတာပေါ့နော်အဆင်ပြေအောင်အောက်ကျပြီးတော့ပြောရတာပေါ့ကျွန်တော်တို့မှာပြည်သူတွေချဲရပဲကူညီတာပါဘယ်သူမှ
ပံ့ပိုးထောက်ပံ့တာမဟုတ်ပါဘူးပေါ့အဲ့လိုမျိုးတကယ်လဲကျမတို့ကနေဦးမှာပြည်သူတွေထဲက individual ပေါ့နော်ထဲဝင်တာတွေကများတယ်ပေါ့နော်အဲ့ဒါနဲ့အရင်စခဲ့ကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီဟာလေးကflow ဖြစ်သွားတာပေါ့နော်ဟုတ် ဟိုဆမ်မာတို့ရဲ့ field team တွေလေအဲ့ဒီပြည်သူတွေချားရသွားတဲ့အခါမှာလမ်းမဆက်သွယ်ရေးအနေထားဘယ်လိုမျိုးရှိလဲမသိဘူးနော် ကူပဲသွားနေတယ်ဟိုကျမတို့ light ထွက်လေးတွေနဲ့အဲ့လိုမျိုးတွေပဲသွားကြတာဟုတ်ကျမ ကျမပြောပေးရမလားရှင် ဟုတ်တယ်အဲ့ဒါနည်းနည်းပြည့်စုံအောင်ပြောလိုက်ပါအောင်ဟုတ်ဆရာကြီးအဲ့ဒါလေးဟိုဟာလေး risk ကဒီလိုမျိုးရှိတယ်အဲ့လို free team လို့ပြောရင်အဲ့ free focal ကဥပမာဒီမှာဆိုရင်တော့နေရာလေးဥပမာပြောပြမယ်ပေါ့နော်မင်းကုန်းအနောက်ဘက်ကန်းကိုကျွန်တော်တို့သွားတော့မယ်ဆိုရင်သူ့မှာ focal ရှိပြီးသားသူရဲ့ gate တွေပြူ gate တွေဘာ gate ညာ gate အဲ့ gate တွေကမင်းကုန်းသားဆိုရင်အဆင်ပြေတယ်သွားရတာအဲ့အစပိုင်းလုံးကပေါ့နော်အဲ့တော့အဲ့ဒါဆိုရင်free ရလူဒီကျွန်တော်တို့ကျွန်တော်တို့ဒီ free team ကလူလိုက်မလားလိုက်ရင်ခေါ်သွားပြီးမယ်ဒါပေမဲ့စကားတော့မပြောနဲ့နင်တို့မင်းကွန်းသားအနေနဲ့ပဲခေါ်သွားမယ်ဆိုတဲ့ဟာမျိုးသူတို့အဲ့လိုမျိုးအဲ့တော့ပြောချင်တာဒေသမှာရှိတဲ့လူအားကိုးရတယ်ဆရာကြီးအဲ့လူတွေကလည်းကိုကျွန်တော်တို့ကဟိုအရင်တည်းကအဲ့ဒီအလုပ်လုပ်ခဲ့တော့ချိတ်ဆက်မိပြီးသားဆိုတော့သူကလည်းကိုယ်ယုံကြည်တယ်အဲ့ယုံကြည်မှုနဲ့သူကလည်းမင်းကွန်းသားလုပ်ခိုင်းတယ်နင့်ကိုမင်းကွန်းသားအနေနဲ့ခေါ်သွားမယ်ဟိုအဲ့လိုမျိုးဟာမျိုးတချို့ကြတော့လည်းဖုံးကြီးတွေကတချို့အရင် risk များတဲ့နေရာတွေဆိုဖုံးကြီးကားတွေကရိတ်ခါဟိုဒီခုနပစ္စည်းတွေပါတွေဆေးပစ္စည်းတွေနောက်တချို့ strain တွေဆိုရင်ဆေးပလင်းအကြီးတွေဆိုရင်သူအရင်စစ်တော့ဖုံးကြီးကားရင်လည်းလာတင်ပေးတယ်အဲ့လိုမျိုးဟာမျိုးဆိုရင်ကျွန်တော်တို့ပြီးကအဲ့လိုမျိုးကတ်ပြီးတော့သွားရတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုမှာကျွန်တော်တို့ကအရှင်းပြောရင်အများကလည်း registration တင်ထားတဲ့အဖွဲ့မဟုတ်တော့ပေါ်တင်မလုပ်ရှာဘူးကျွန်တော်တို့ဒီဒီ focal ချင်းတည်တယ်ဘယ်ကပတ်စံရလဲဆိုတော့ marcus ကရတယ်ပေါ့ဘယ်ကရတယ်ပေါ့အဲ့လိုမျိုးတည်တယ်ဒါပေမဲ့အကုန်လုံးကိုပေးမသိဘူးပေါ့နော်ကိုသွားချိလို့ရတဲ့ focal ကိုပဲပေးတယ်ဘာဖြစ်လို့လဲသူစီက report ပဲယူရအောင်ပါ receipt ယူရအောင်ပါနော်အဲ့လိုမျိုးဆိုတော့လေအဲ့ဒါမျိုးရှိတယ်ဒါပေမဲ့အကုန်လုံးအဲ့ distribute ဟိုဘက်မှာ distribute လုပ်ပေးနေတဲ့သူအကုန်လုံးတော့မသိဘူးအဲ့လိုမျိုးပေါ့ခုနဆမမဲ့ပြောတယ်လို့မျိုးပဲဒီ international diaspora ကနေလှူတဲ့ဟာလို့အဲ့လိုမျိုးဟာမျိုးတော့ freedom မှာလှုပ်ရှားရတယ်ပေါ့နော် risk ကိုရှောင်ရင်းနဲ့ပေါ့နော်အဲ့လိုမျိုးပါလို့ဟုတ်ကဲ့ပါရှင်ဟုတ်ပါအပြောင်းပွဲတွေပါရောလုံးဖြစ်လာမသိဘူးเนาะဒီမှာဒီမြရဲ့ connection နဲ့ဒီ network ရဲ့ဆရာမတွေအနေနဲ့လေဒီလိုမျိုးရှိတယ်ဆရာဟိုဘက်က mental health နဲ့ပတ်သက်တဲ့ဟာလုပ်ဖြစ်တယ်နောက် head talk ဆိုရင် head talk လို့ပြောရင် nutrition talk လို့ပြောရင်ပုံမှန်တယ်ထင်တယ်ဥပမာnutrition နဲ့ပတ်သက်ရင်ပြီးရင်ဟိုဒီ outreach ဖြစ်နိုင်တဲ့အဲ့ဒီ one piece one shot ပါညာအဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ဟောပြောပွဲမလုပ်ခင်ကိုကျွန်တော်တို့မှာဟိုဒေါက်တာ volunteer ဒေါက်တာ team တွေရှိတာပေါ့နော်အဲ့လို collaborate လုပ်ထားတဲ့ဒေါက်တာ team တွေသူတို့စီကနေ input ရတယ် key ပါစီချင်တာပါလဲအဲ့ဒီချိန်မှာဒါဥမာကျွန်တော်တို့အင်္ဂလိပ်ထဲကိုဆိုရင်မသွားခင်ကိုအဲ့ဒေါက်တာ team နဲ့ကိုတရက်ထိုင်ရတယ်ဘာ message ပေးမှလဲဘာပြောပေးဘာပြောရမလဲပေါ့နော်ဒီ community ဘာပြောတင်တာလဲဒီချိန်မှာ head နဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့လိုမျိုးဟာမျိုးဆိုအဲ့ဒါမျိုး preparation လုပ်ပြီးတော့ feeding တွေကသွားကြတာပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ဒါမျိုးပြောတာမျိုးရှိတယ်ဟိုဆရာခုနပြောတဲ့အဲ့ဒီဘာ fryer ဘာညာတော့အဲ့ဒါမျိုးမဝေဖြစ်ဘူးဒါပေမဲ့ဟို fridge နဲ့ဆွဲပြီးတော့လေအဲ့လိုမျိုးကိုကီးပြောရမယ့်ဟာမျိုးဟိုဒေါက်တာရင်းညွှန်ကြားထားတဲ့ဟာအဲ့လိုမျိုးဟာမျိုးတော့ပြောတာမျိုးရှိတယ်ဆရာနောက်ဟို mental health နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကအစတည်းကလည်း covid ကာလတည်းကဒီမြ emergency network မှာလှုပ်ရှားနေတဲ့သူတွေကအဲ့ psychosocial support နဲ့အဲ့ well being trauma healing အဲ့ဒါတွေကို input ယူထားတာက3-4နှစ်လောက်ရှိနေပြီဆိုတော့အဲ့ဒါကိုတော့ဟိုဘက်မှာpsychosocial support အနေနဲ့အဲ့လိုဟိုစကားပြောပေးတာတို့အဲ့ဒါမျိုးတော့ဟို mental health ကိုပူလေးတယ်ဟိုသွားတာတော့ဒါပေမဲ့တကယ်ဒီခုနအဲ့ public health နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒေါက်တာကျွန်တော်တို့စီမှာရှိတဲ့ဒေါက်တာတွေစီက consult ကိုယူတယ်ပြီးရင်ပြောတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ပါ mental health ကျတော့လေကျွန်တော်တို့ဒီဟို team ရဲ့ core member တွေပေါ့နော်အဲ့မှာပုံမှန်မနေတဲ့ဒီ member တွေကတွားပြီးတော့တကယ်ကွင်းစင်းလုပ်ပေးတာမျိုးလားဒါမှမဟုတ်ကျတော့ negotiation နဲ့ပေါ့
ဒေတာကန် volunteer တွေကိုကျွန်တော်တို့ training ပြန်ပေးရမျိုးလားမသိဘူး training ပေးတဲ့အစ်စ်ကိုဒီအခုလာမဲ့လမှာစပြီးစဉ်းစားတာဆရာပုံမှန်အဖြစ်ကတော့ကျွန်တော်တို့ဟို team free team ကလူတွေကပဲသွားရင်းလာရင်ဟိုဒီ free တဲ့ရောက်တဲ့အချိန်မှာဟိုဒီအဲ့ service ကိုပေးတာပေါ့နော်အဲ့ training ပေးတဲ့ဟာကိုအခုဒီလနောက်ပိုင်းလာနေမှာစပြီးစဉ်းစားဖို့အတွက်ကိုပြင်ဆင်နေပါတယ်ဆရာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျွန်တော်အဲ့လိုကျတော့ကို fielding သွားတဲ့အခါကျတော့လေအဲ့လိုကြုံတွေ့ရတဲ့ဟာတွေပြဿနာရှိလားမသိဘူးနောက်တစ်ခုကကျတော့တုံတွေ့ရတော့မျိုးပေါ့လေနောက်တစ်ခုကကျတော့ဒီရက်ကွက်လူကြီးတွေပေါ့အဲ့ဒီဒေတာကန်လူကြီးတွေရောကိုညီပေးရမျိုးတွေဥပမာနေရထိုင်ခင်းကအစကျွန်တော်တို့အတွက်လိုအပ်တဲ့ပေါ့နော်ဒီအခန်းတွေပါတယ်အဲ့လိုပြင်ဆင်ပေးရမျိုးရှိလားမသိဘူးများသောအားဖြင့်ကတော့ဟိုကျွန်တော်တို့က network ရှိတယ်ပေါ့နော်။ monthly မှာဆိုရင်လည်းကိုတဲလို့ခိုလို့ရတဲ့အဲ့လိုအမျိုးပြီးရင်အဲ့ဒါလည်းကျွန်မထင်တာလေကြာရင်တော့လည်းဟိုအဲ့ဒါမျိုးကိုတက်အစီအစဉ်ရမှာပေါ့နော်။အခုကကြာတော့3လလောက်ပြီးရင်သူတို့သွေးလည်းပူနေတဲ့အချိန်ဆိုတော့ပြီးရင်မြရဲ့ network တွေကအဲ့စကိုင်းမှာလည်းရှိတယ်မန္တလေးမှာလည်းရှိတယ်အင်းလေးမှာလည်းရှိတယ်ဆိုတော့ဘယ်နေရာမှာဖြစ်ဖြစ်လာနေကြဟိုငလျင်ကူမယ်သူတို့ဒေသကိုလာတယ်ငလျင်ကူမယ်ဆိုရင်တရက်တလေတော့2ရက်2လေတော့လာနေကြပါဆိုတဲ့ဟာမျိုးရှိတယ်ပေါ့နော်ပြီးရင်ဟို community ကလည်းကူပေးတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းဆိုရင်တော့အဲ့ဒါဘာတမ်းမဖြစ်ဖို့အတွက်ကိုဟိုထက်စဉ်းစားတာမျိုးဟို accommodation တွေပါတယ်အဲ့လိုထက်စဉ်းစားတာမျိုးစဉ်းစားရမှာထင်တယ်အခုလောလောဆယ်အထိတော့ဒီတိုင်းပဲသွားနေတယ်ဆရာရဲ့သူတို့လည်းကူညီပေးတယ်ဘသူအိမ်မှာအိတ်ကြပါဘသူအဲ့လိုမျိုးဟာမျိုးနဲ့သွားနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ indirect cost လည်းအဲ့လိုကြီးမြမှာမရှိနေတော့လေဟုတ်ကဲ့ပါဟုတ်ကဲ့ခင်ဗျဟိုကျွန်တော်တို့ဒီဟိုပါပေါ့အခုခုနပြောသွားတဲ့ထဲမှာပါတယ်ပေါ့လေနောက်ဆုံးဒီ ad community ဆိုတော့ကျွန်တော်တို့ဘယ်ဒေတာတွေအကြံပြပေါ့နော်ဒါကတော့တိုင်းဒေတာကြီးလောက်ပဲပြောပါဟိုအဓိကသွားပြလဲမသိဘူးစမှာဟိုကျွန်တော်ကြားတဲ့လောက်ကစကိုင်းရယ်ဒီအင်းလေးရယ်စကိုင်းမန္တလေးအင်းလေးအမရပူရနောက်ပြင်ဦးတွေမှာလည်းတချို့ဟိုဟာဒီကျွန်တော်တို့ကလေမြကအလုပ်လုပ်တာကဟိုသူရဲ့ focus ကပထမတစ်လမှာတော့ဟိုမြင်သမျှကို target ပေါ့နော်ဆရာမြင်သမျှ distribute လုပ်တယ်ပေါ့ဒါပေမဲ့နောက်ပိုင်းလာရေးစစ်ပြီးတော့ကျွန်တော်တို့ကငလျင်ရောစစ်ဆောင်ရောနှစ်ခုလုံးဟိုတပြိုင်တည်းခံစားနေရတဲ့ဟာကိုပူဦးစားပေးပြီးတော့ရှာဖွေတယ်ဘာဖြစ်လို့လဲဆိုတော့မန္တလေးမြို့ကြီးမှာကိုကလေစစ်ဆောင်ဆိုရင်သူကregistration မရှိအိမ်တော်စုစရာမပေါက်နေတဲ့အတွက်မရပဲကြံခဲ့တဲ့ဟာတွေရှိနေတော့အဲ့ဒါမျိုးကို focus ပြန်ထားရတာပေါ့ focus ကိုပြန်ပြီးတော့ဘာကို focus ထားမလဲဆိုတဲ့ဟာမျိုးကိုပြန်ရှာရတော့အဲ့ဒါမျိုးဟိုဒီအိမ်ထောင်စုတွေပေါ့နော်အဲ့ငလင်းနဲ့စစ်ဆောင်နဲ့တပြိုင်တည်းခံစားရတဲ့အိမ်ထောင်စုတွေအဲ့ဒီဟာကို focus လိုက်ရှာရတာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒါကိုပို့ပြီးတော့ response လုပ်ဖြစ်တယ်အဲ့လို injury ဖြစ်တဲ့သူတွေဆိုရင်လည်းအဲ့လိုနှစ်ခုလုံးခံစားနေရတဲ့ injury patient တွေလဆင်ထောက်ပံ့ဖို့လိုတဲ့ patient တွေအဲ့လိုမျိုးရှာရတယ်ဆိုတော့အဲ့ဒါမျိုးပို့ပြီးတော့သွားဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ခင်ဗျဆရာမေးခွန်းရဲ့အဖြေဟုတ်ရဲ့လားတော့မသိမှန်မဟုတ်ဘူးဆိုရင်လည်းပြန်ပြောပြန်မေးပြီနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကျွန်တော်တို့လက်ကြပါခင်ဗျဟိုနောက်တစ်ခုကျွန်တော်သိချင်တာလေကျွန်တော်တို့ခုနပြောတဲ့ဟိုကျွန်တော်တို့နေရာ၄ခုလောက်ရှိရပေါ့လေအဲ့မှာပြည်သူလူထုရဲ့ကျန်းမာရေးအတိပေါ့နော်နောက်တော့ကျွန်တော်ဒီ interview တွေလောက်တော့ကတော့ဒီ illiteracy rate ကတော်တော်မြင့်တယ်ပေါ့ဒီအချို့ဆိုရင်စာမတ်တဲ့လူမျိုးတွေရှိရပေါ့လေအဲ့လိုမျိုး and community မှာသူတို့ရဲ့စမဟိုဘယ်လိုလဲစမကိုရှုံးကြတဲ့ကျန်းမာရေးအတိကိုနားလည်နိုင်စွမ်းအနေနဲ့ဒါတော့ဟိုဘယ်လို area ပြဿနာတွေကျွန်တော်ကြုံပြရမှုရှိတယ်အတွေ့အကြုံရပေါ့ဆရာအဲ့ဒါဆိုရင်တော့အများကြီးပဲပြောစရာရှိတယ်အင်းလေးကိုပဲကျွန်တော်ပြောချင်မှာပေါ့တော့ကျွန်တော်တို့ဒေါက်တာ team နဲ့ထိုင်လိုက်တဲ့ချိန်မှာသူတို့ကပြောစီချင်တာကဥပမာဆိုရင်ဥပမာသူတို့ကအများစုကအင်းလေးမှာရေရမတက်ဘူးဒါပေမဲ့သူကရေတောက်စီချင်တယ်ဒါပေမဲ့ရေတက်မရှိနေဘူးအဲ့ဒီပြဿနာလေးရေတောက်ရမယ်မှန်းသိတယ်ရေတောက်ဖို့အတွက် awareness ပေးရမယ်မှန်းလည်းသိတယ်ရေတောက်လိုက်ရင်ဆရာရေကတောက်လိုက်လို့ရှိရင်ခါနာတာရောခေါင်းကိုက်တာအဲ့လိုယောဂတော်တော်များများကရေတောက်ရင်ဟိုအဲ့ဒီ signal တွေကပျောက်တယ်ဒါပေမဲ့အဲ့တောက်ဖို့ရေကမရှိနေတာအဲ့တော့ကျွန်တော်တို့ကအဲ့ awareness health awareness ပေးရမှာအရင်ခက်တယ်ဟိုကကိုက service လည်းမပေးထားခုနလုံလောက်မပေးထားတော့ရေများများတောက်တော့ရေတရက်ကို8ခွဲတောက်တော့9ခွဲတောက်တော့ပြောရအရင်ခက်တယ်ပေါ့အဲ့တချို့ဟာတွေကကြာနောက်ပြီးတော့အဲ့ဥပမာထားပါတော့ဟို
လေကတင်းမှာသူတို့လမ်းလျှောက်ရင်ဖက်နှက်မစီဘူးအဲ့ဒါဒီတန်ထတယ်ပေါ့အဲ့ဒါကိုပြောစီချင်တယ်ဒါပေမဲ့ကစင်းရိုးမှာဆရာတို့လမ်းလျှောက်ကြည့်လိုက်ဖက်နှက်နဲ့လျှောက်လို့မရဘူးကျွန်တော်ပြောတာကုတ်အားကောင်းတဲ့တသိန်းကျော်တာ2သိန်းကျော်တာဖက်နှက်ဆိုမပြောဘူးဒါပေမဲ့အဲ့လိုရိုးရိုးဒီချိန်ညက်ဖက်နှက်လောက်စီးနေတဲ့သူကကစင်းရိုးမှာဖက်နှက်နဲ့လမ်းလျှောက်လို့မရဘူးအဲ့လိုမျိုးcontact နဲ့လိုက်ပြီးတော့လေအဲ့ဒါစီးတင်လားဆိုစီးတင်တယ်ဟုတ်တယ်ဖက်နှက်စီးရမယ်ခြေထောက်တန်မထအောင်အဲ့လိုဒါပေမဲ့အဲ့လိုမျိုးဖြစ်နေတာပြောချင်တာတချို့ awareness တွေကပေးလို့ရကောင်းမှန်းသိတယ်ဥမာထားပါဖက်နှက်ရောပေးနိုင်လားဒီတသိန်းနဲ့2သိန်းကကိုအားကောင်းတဲ့ဖက်နှက်ကိုလူတိုင်းကိုပေးနိုင်လို့လားမပေးနိုင်ဘူးလေအဲ့လိုမျိုးအဲ့ဒါမျိုးလေအဲ့ဒါတစ်ပိုင်းပေါ့နော်အဲ့ဒါကြတော့တည့်ရသားနဲ့ကျွန်တော်တို့ပြောရခက်တဲ့ဟာတွေပေါ့နော်နောက်တစ်ပိုင်းကကြတော့ဟုတ်တယ်ဆရာကပြောတဲ့ဟာပေါ့နော်ဥမာရေတောက်တာဆိုရင်ရေတောက်ရင်အဲ့ဆိုရင်ဆမရေလုံလောက်ပေးမယ်တောက်ကြမှာဆိုအဲ့ဒါလည်းမတေချဘူးသူမတေချဘူးဆိုတာသူကရေတောက်ရင်ခုနယောဂါတွေပျောက်မယ်ဆိုတဲ့ဟာမျိုးဘူးသူကမဟုတ်ဘူးဆေးပဲလာတောင်းတာဗျအဲ့ဟာဒေါက်တာကြီးအများကြီးလည်းကျွန်တော်တို့ပြောပြဆေးပဲပေးပါဟုတ်ကဲ့ဆေးပဲပေးပါသူတို့ဆေးတောက်လိုက်ရင်ပျောက်မယ်ပဲထင်တာမဟုတ်ဘူးအဲ့ဆေးမှာ effect ရှိတာဒေါက်တာတွေကသိတယ်လေဒီဆေးတောက်ရင်ရေများတောက်ရမယ်ဒီဆေးတောက်ရင်ဒီကြောက်ကက်ကိုနည်းနည်းများထိတယ်ဆိုတာဒေါက်တာတွေကသိတော့မပေးချင်ဘူးဒါပေမဲ့မပေးချင်တာသူတို့မှမရှိလို့လည်းမဟုတ်ဘူးအဲ့လိုမျိုးဟာမျိုးလေအဲ့ awareness တော်တော်လိုတယ်သူတို့များတော့အဖြစ်အဲ့ဒါလေ society problem လို့တော့ပြောလို့ရတယ်ဆရာဆေးပဲသူဆေးတောက်ရင်ပြောက်မယ်ပေါ့သူတို့ယောဂအဲ့လိုမျိုးဟာမျိုးဆိုတော့အဲ့ဒါ awareness တော့အများကြီးလုပ်ဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ဒီမျိုး misinformation ဖြစ်နေတာမျိုးရောတွေ့ရလားမသိအဲ့ဒီတာရောဒီမှာဆိုရင်တော့ရန်ကူတွေပြောတဲ့တရားကိုယုံတာမျိုးလို့ကျမရဲ့အပြီးပေါ့လေရှိတာပေါ့ဆရာအများကြီးရှိတာပေါ့အဲ့ဒါတွေလည်းဒါပေမဲ့လည်းအဲ့ trust ကဖြစ်ရခက်တယ်နော်ကိုရီးယားအခုငယ်လျင်ပေါ်မှာအဲ့ team လေး mobile clinic လေးသွားတာဆိုတော့သူတို့တစ်သက်လုံးယုံနေရန်ကူရဲ့ trust ကိုဖြတ်ဖို့ခက်တယ်နော်အဲ့ဒါမျိုးလေးလည်းကြုံရပါတယ်လို့ဟုတ်ကဲ့ဟုတ် trust building နဲ့ပတ်သက်ပြီးကျွန်မ mention လုပ်လို့ပါဟိုပါလေကျွန်တော်တို့အခုစပြီးဖွဲ့သွားတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့ဒီမိသူကကျွန်တော်တို့ trust building ကပြီးလို့လုံးလည်းမသိဘူးအဲ့ဒါလေဒီလိုပြောလို့ရတယ်ဆရာကျွန်တော်တို့ကခုနအဲ့ဒီ community leader ကိုပဲကတ်ရပါ leader လို့ပြောရင်ဖုန်းကြီးလည်းဖြစ်နိုင်တယ်ရမီရဖသူတို့ကိုဒီဘာဖွဲ့စည်းမှမလာခင်နဲ့ကကူပေးနေတဲ့ဒီရက်ရွာထဲကရမီရဖလည်းဖြစ်နိုင်တယ်ပေါ့နော်သူတို့ယုံကြည်တဲ့လူကတ်ရတာပေါ့ဆရာအဲ့လိုမျိုးဆိုဥပမာအင်းလေးထဲရောက်ရင်လည်းသူတို့ဒီရွာစဉ်ကိုရီမရှိခင်တုန်းကအလူရှင်တွေမလာခင်တုန်းကရွာစဉ်ပတ်နေတဲ့ဒုက္ခရောက်တဲ့ချိန်ကကိုယ့်စီအစောဆုံးရောက်တဲ့သူကို trust ဖြစ်တာပဲဆရာအဲ့လိုမျိုးဆိုတော့လေအဲ့ဒီလူကဘာတူလဲအဲ့ key person ကဘာတူလဲဆိုတဲ့ဟာကိုသွားကတ်ရပါတော့တိတ်တော့လဲဒီအများအနေနဲ့ကြာတိတ်မခက်နေတာအဲ့ဒီ key person တွေကိုသိတယ်ဘာဖြစ်လို့လဲဆိုတော့အရင်တန်းကအလုပ်လုပ်ခဲ့တော့အဲ့ဒီ network ကရှိတော့ခလုတ်လိုက်နှိပ်ရတာပေါ့ဆရာဒီခလုတ်ဒီမှာစကိုင်းဆိုရင်ဘယ်သူကဒီ in charge ဖြစ်နေလဲပေါ့နော်သူကလူထုကြားထဲဝင်မယ်ဆိုရင်ပြီးရင်ကျွန်တော်တို့လည်း cover ပေးနိုင်တဲ့သူဖြစ်ရမှာအဲ့လိုမျိုးအဲ့လိုကျွန်တော်တို့ဒီဟုတ်ရတယ်ဆရာပြောဟုတ်ရပြောကျွန်တော်ဒီservice ပေးရဲ့ဒီ information ပေးရဲ့လူတွေမှာကျွန်မဒီ IDP ရောပါလာမသိဘူးသူတို့အချိန်တွေတော့တစ်ချက်ပြီးချိန်လို့ပါ sorry ဆရာဒီ IDP ပေါ့အဒီမှာစစ်ဖြစ်လို့မှစကိုင်းဘက်ဆိုရင်စစ်ဖြစ်လို့ပြေးရတဲ့ပြည်သူတွေပေါ့လေသူတို့ရောပါလာမသိဘူးဆိုတော့အဲ့ဒါတစ်ချက်ပြီးချိန်လို့ပါဆရာကျွန်တော်တို့ကသူတို့ရဲ့vocal ဆိုတာလေကျွန်တော်တို့ကသူတို့ကြတော့လေတတိလုံးနဲ့သွားမချိန်နေဘူး vocal နဲ့ပဲချိန်တာဆို vocal doctor နဲ့တော့ကျွန်တော်တို့ plan ချိန်လိုက်တယ်ပြီးရင်သူ request လုပ်တဲ့ဟာဥပမာစကားအဲ့ဒီဖက်ဆိုရင်ခုနဆရာမမယ်ပြောတာတခုကြံခဲ့တာလေစစ်ကြောင်းအကြောင်းရင်းမရှိပဲနဲ့စစ်ကြောင်းထိုးပြီးတော့အဲ့ mobile clinic တွေကိုဖျက်ဆီးသွားတာမျိုးဆိုအစပြန်လုပ်ရတယ်အစပြန်ပြီး support လုပ်ရတယ်အဲ့လိုမျိုးဟာမျိုးတွေလည်းကြုံဘူးတယ်ဒီ3လတာကာလမှာလေအဲ့လိုမျိုးဟာမျိုးလေအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကြတော့အဲ့ lead လုပ်နေတဲ့အဲ့ဒေါက်တာတယောက်နဲ့ပဲ vocal တယောက်နဲ့ပဲချိန်တာဆိုတော့
ရှိလားဆိုတော့ရှိတယ်ဒါပေမဲ့သူနဲ့ပဲချိတ်ဆက်ပြီးအလုပ်လုပ်တာဆိုဟိုဘက်မှာအလုပ်လုပ်တဲ့ပုံစံလို့ပါလို့ဆိုတော့ကျွန်တော်တို့လည်းဝင်မဆွဲကောင်းမှုဆိုတဲ့ဟာမျိုးလေ threat အများကြီးမေးခွန်းနေမမေးနေဘူးပေါ့နော်သူ့ကိုကြတော့ကျွန်တော်တို့ကယုံနေဆိုတာအရင်တည်းကအလုပ်တူတူလုပ်ခဲ့ဘူးတဲ့အလူလည်းဖြစ်တယ်ဆိုတော့အဲ့ယုံကြည်မှု level နဲ့အလုပ်လုပ်ကြတယ်ပေါ့နော်ဆရာဟုတ် ဒီကျွန်တော်တို့ဒီကျွန်တော်အဲ့ဒီဒီရဲ့လက်ရှိဘယ်လိုလဲ employment rate လို့ပြောမှာပေါ့အလုပ်လက်မဲ့ရခိုင်နှုန်းတို့ဒီလိုဘယ်လိုမျိုးရက်တိရှင်တန်နေလဲပေါ့အဲ့ဒါ facility လို့ပါ sorry ဆရာဘယ် ITP တွေကိုပြောရလားဒီဖက်ဒီကျွန်တော်အခုလောက်တဲ့ဟိုပါပေါ့နော် demographic တစ်ခုလုံးရဲ့ဘယ်လိုမလဲ survival ပေါ့လက်ရှိဘယ်လိုမျိုးရှင်တန်ရက်တိလို့လဲပေါ့လေဒီနေ့တနေ့ကိုအဲ့ဒီ facility လို့ပေါ့ဟုတ်ကဲ့ဆရာအဲ့ဒါလေးတနေရာနဲ့တနေရာမတူဥပမာအမရပူရလို့မျိုးဆိုရင်ကျမတို့နောက်တစ်ခေါက်တွေပြန်သွားလိုက်တော့သူတို့ရက်ကန်းယုံတွေပြန်ဖွင့်ပြီးဆိုအကုန်လုံးလုပ်ငန်းခွင်တွေပြန်ဝင်ကြတယ်ဒါပေမဲ့အခုဆိုရင်တော့ရေမြုပ်နေပြီအဲ့ဒီအမရပူရစောင်းတန်းမှာရှိတဲ့ဒီ emergency တဲတွေကရှိလားဆိုတော့ရှိတယ်ဒါပေမဲ့ညဘက်မှပြန်လာတယ်အဲ့ကျွန်တော်တို့ကသွားလို့ရှိရင်ညဘက်ပြန်သွားရတယ်နေ့ဘက်သွားရင်သူတို့ကလုပ်ငန်းခွင်ဝင်ကြပြီပေါ့နော်အဲ့လိုမျိုးဟာမျိုးရှိတယ်ပေါ့နော်အဲ့ဒါမရပူကတနေရာတွေပဲရှိတယ်အဲ့ဒီကျန်တဲ့နေရာတွေလည်းအဲ့လိုပဲဥပမာပလိတ်တူစပါရေးဆိုရင်လည်းသူတို့ပလိတ်ကတရွာလုံးပြတ်သွားတဲ့ရွာတွေဆိုရင်သူတို့ကအစတည်းကလည်းအဲ့ဒီစိုက်ပျိုးရေးကိုစိတ်ရင်းငှားလာအဲ့လိုမျိုးလိုက်လုပ်တာဆိုတော့နေဖက်မရှိတော့ဘူးအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကအချိန်ကိုညှိနိုင်ပြီးတော့သူတို့အားမဲ့အချိန်ကိုညဖက်ပဲအဆင်ပြေတယ်ဆိုညဖက်ကိုပလိတ်မှာသွားအိပ်ရတဲ့ဟာမျိုးအဲ့လိုသွားအိပ်ပြီးမှသူတို့အဲ့ community နဲ့တွေ့ရတာမျိုးတွေဘာဖြစ်လို့လဲဆိုတော့တချို့သူတို့လည်းကိုကသွားစကားပြောမဲ့ကိုကသွားပြီးအလုပ်လုပ်မဲ့ဟာကကသူ့ရဲ့နေ့တူကစားဝတ်နေရေးလုပ်မဲ့ဟာကိုအလုပ်ပြက်ကင်ပဲမဖြစ်စေချင်တော့သူတို့အားမဲ့အချိန်ကိုသွားပေးရတာမျိုးရှိတယ်ပေါ့နော်အင်းလေးကတော့ကျွန်တော်တွေ့ရတဲ့လောက်ကအခုကအင်းလေးမှာကြတော့ဗာလဲအိမ်ပြန်ဆောက်တဲ့ project တွေရှိတာပေါ့အဲ့ဒါကိုသူတို့အဲ့ community ကိုပြန်ပြီးတော့ cash forward အနေနဲ့ပြန်ပြီးတော့အလုပ်လုပ်ခိုင်းတာမျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒါမျိုးအင်းလေးမှာကြတော့ဥမာအိမ်လုံး100အလုံး50အဲ့လိုမျိုးဟာမျိုးကိုသူတို့ project အလိုက်ယူလိုက်ပြီးတော့အဲ့ community ကသူကိုပဲဒီပြန်ပြီးတော့ cash forward ပြန်မှားတယ်ပေါ့နော်အဲ့လိုမျိုးဟာမျိုးပြန်တွေ့ရတယ်အဲ့ဒါပြီးသွားရင်တော့ဘယ်လိုလုပ်ကင်စားတောင်းမလဲတော့မသိဘူးပေါ့နော်အဲ့ဒါဟုတ်ရှိတယ်အဲ့နေရာမှာလေဟုတ်အင်္ဂလိပ်လောက်တဲ့ဒီ data တွေမှာပေါ့လို့ဆိုမှာအဲ့ဒီမီးတို့ internet တို့အနေထားအောင်ဘယ်လိုမျိုးရှိတယ်မသိဘူးနော်အခုချိန်ထိမ okay သေးဘူးမ okay သေးဘူးအခုချိန်ထိဟုတ်ကဲ့အခုချိန်ထိမီးတွေပါတော့မ okay သေးဘူးပေါ့နော်ဟုတ်ကျွန်တော်last trip သွားတဲ့အထီးကမ okay သေးဘူးဆိုတော့ဒီလကိုပြန်ပတ်တဲ့အချိန်ကြရင်တော့တစ်ချက်ပြန်ပြီးတော့ထူးခြားချက်ရှိရင်တော့ကျွန်တော်ပြောပေးပါမယ်ကျွန်တော်တို့ကလည်းတော်တော်စုံပြီပေါ့လေပုံပြီးဆိုတော့ဒါကျွန်တော်လည်းကြောက်တော်တော်လေးတော့ပတ်ပါဆိုအဲ့တော့ကျွန်တော်တစ်ချက်သိချင်တာပေါ့နော်ဒါ reflection သဘောမျိုးပေါ့ဒါဆရာမတို့လည်းကိုနေရဲပေါ့လေဒါချက်ကိုနေရဲဒီလိုအပ်ချက်တွေလည်းဆရာမတို့မြင်နေရတယ်ပေါ့မြင်နေရတော့ဆရာမတို့လုပ်ခဲ့တဲ့3လပတ်ဝန်းကျင်ကာလမှာပေါ့နော်ဒီဆရာမတို့လုပ်ခဲ့တဲ့လုပ်ငန်းတွေမှာဘာလိုအပ်ချက်ရှိရလေးလဲဆရာကျွန်တော်တို့တော့အခုကဘာပြောင်းနေရလဲဆိုတော့လေစိုက်ပျိုးရေးစိုက်ပျိုးရေးဆိုတာသူက sustainable ဥပမာပလိတ်ဖက်ဆိုရင်စိုက်ပျိုးရေးလုပ်တဲ့နေရာတွေဆိုရင်ကျွန်တော်တို့အဲ့မျိုးစေ့တွေဝေချလိုက်တာမျိုးလေအဲ့လိုမျိုးဟာမျိုးစေ့ distribution တွေပါတယ်လုပ်တယ်ပြီးရင်အဲ့အင်းလေးလည်းအဲ့လိုမျိုးပဲကျွန်တော်တို့တချို့စိုက်လို့ပြိုးလို့ရမဲ့သူတွေစစိုက်တော့ပေါ့နော်ဒီမိုးတွင်းလည်းဖြစ်နေတော့လေနော်အဲ့လိုအချိန်ကိုက်ပဲဆိုတာအဲ့လိုမျိုး seed distribution တွေနောက်အဲ့ဒီဟိုဘက်က IDP scan တွေဆိုရင်လည်းဆန်ဘဲမဟုတ်ပဲနဲ့သူတို့ကိုဗာလဲစပားမျိုးစေ့တွေပါပို့ပေးတာမျိုးတွေကျွန်တော်တို့စပြီးလုပ်သိပြီပေါ့နော်အဲ့အမောက်ကြီးတယ်ဒုကြီးတယ်ဒါပေမဲ့ဒီချိန်ကာလအကောင်းဆုံးပဲပေါ့နော်အဲ့ဒါမျိုးဟာမျိုးကိုကျွန်တော်တို့စဉ်းစားလို့ရတယ်နောက်တစ်ခုကကြတော့ခုနအဲ့ cash forward တွေစဉ်းစားတင်နေပြီသူတို့ပြန်ပြီးတော့လေဒီဘာလုပ်လို့ရလဲပေါ့နော်ဒီလုပ်လို့ရတဲ့အင်းလေးဆိုရင်ကျွန်တော်ကြိုက်တယ်ပြီးရင်အင်းလေးကကျွန်တော်ကြားတဲ့လောက်က ecotourism promotion တွေပြန်ဆင်းကြဖို့ကြားတယ်ဆိုတော့အဲ့ဒါမျိုးလေးတွေလေဟုတ်ကဲ့
အဲ့ဒါမျိုး ကျွန် လေး တော် တွေ ထည့်ပြောလိုက်မယ်နော်ဆက်မ ဟုတ်ကဲ့ပါရှင် ဟုတ်ကျွန်တော်အဓိကသိချင်တာရောဒီ health information တွေဖြန့်ဝေတဲ့အပိုင်းနဲ့အဓိကသိချင်တာပေါ့လေဆိုတော့အဲ့တော့ကျွန်တော်တို့အခုကျွန်တော်ပြောခဲ့တဲ့အထက်မှာဒါတော့ဒီပါတယ်ပေါ့လေ information ယူတဲ့အချိန်ကစပြီး information ပေးတဲ့အချိန်ကြီးပေါ့နော်ကျွန်တော်တို့က process တွေအများကြီးရှိတယ်ကျွန်တော် network တွေချိန်တယ်ဒီပြောရမယ်ဆိုရင်တော့လိုအပ်တဲ့ stakeholder နဲ့ကျွန်တော်စကားတွေပြောရဲပေါ့အဲ့ကျွန်တော်အနေနဲ့လိုအပ်ချက်ဘာတွေရှိရထင်တယ်ဘာတွေပို့ပြီးတော့ improve လုပ်ရမယ်ထင်တယ်ပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့လုပ်ခဲ့တဲ့ခါမှာကောင်းတာတွေလည်းရှိမယ်ပေါ့ကျန်တဲ့အဖွဲ့အစည်းတွေအနေနဲ့ဘယ်လိုမျိုးကျွန်တော်တို့အတူတူလို့ရမယ့်ဟာတွေရှိနေတယ်ထင်တယ်ပေါ့အဲ့ဒါလေးကျွန်တော်ဆက်ပြီးနေတာပါ ဆရာအဲ့နောက်ဆုံးမေးတဲ့ဟာနောက်မှဖြစ်နေပေါ့နော်ဘာဟို hack နဲ့ပတ်သက်ရင်ဘာလုပ်တယ်လဲဆိုတော့ကျွန်တော်တို့ကလေဆရာကိုအဲ့ public head worker တွေလေအဲ့ဒါတွေဒီမွေးထုတ်လို့ပြောရင်ဟိုကလေမွေးထုတ်လို့ပြောရင်ဘယ်လိုပြောမလဲအခုချိန်မှာစပြီးတော့လေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က human resource ကရှားသွားပြီเนาะမြို့ပေါ်မှာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဒီအရင်တုန်းကဆိုရင်စီခနဲဆိုရင်လူငယ်တွေကမရှိတော့ဘူးဆိုတော့လေအဲ့ဒါကိုပုံစံတစ်မျိုးနဲ့ဥပမာမိခင်တွေကိုပေးมาလားဒါမှမဟုတ်လေအဲ့လိုမျိုးဟာမျိုး public head ကိုပုံစံတစ်မျိုးနဲ့ပေးတဲ့ဟာမျိုးကိုဆရာတို့ပေးတာမျိုး pass by လောက်တာမျိုးအဲ့ဒါမျိုးလုပ်စီချင်တယ်နောက်ပြီးတော့ဟိုခြံထားလို့မရတာကျွန်တော်အဲ့ဟာဒါလေကျွန်တော်ဒါကို deeply သွားနေလို့လေ mental health ကိုလည်းဆရာတို့ခြံမထားပါနဲ့ပေါ့နော်အဲ့ဒီ mental health ကတအားအရေးကြီးပါတယ်ဟိုအခုဖြစ်သမျှပြဿနာတော်တော်များများက mental health ကိုmental health problem တွေကများတယ်ဆိုတော့အဲ့ဒါကိုလည်းဆရာတို့PPCC နဲ့အဲ့ဒီ PPCC လို့ပြောရင်လေအဓိကကတော့ queen ထဲမှာလူပြန်မွေးရတာပေါ့ဆရာတို့ပြန်ပြီးတော့အဲ့ဒါမျိုးလေးတွေကို online ကလုပ်ပေးနိုင်တဲ့သူလဲ online ကလုပ်ဒါမှမဟုတ်ရင်လဲမြေပြင်ကနေဆင်းပြီးတော့အဲ့လိုမျိုးလုပ်ပေးနိုင်တဲ့သူလဲလုပ်ပေါ့နော်အဲ့ဒါမျိုးကိုလုပ်စီချင်တယ်ဘာဖြစ်လို့လဲဆိုတော့နေရာတော်တော်များများမှာအဲ့ mental health ရော physical health အတွက်တွေကအကုန်လုံးကပြန်လည်ထူထောင်ရေးအတွက်အဲ့ဒါတွေကလည်းလိုနေပါတယ်အဲ့ဒါအရေးကြီးလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့mental health ဒီဘာလဲဒီ public health worker တွေရှိနေရင်ခုနရန်ကူတွေကိုလည်း check and balance လုပ်လို့ရတယ်ကွာအဲ့လိုမျိုးဟာမျိုးလေးအဲ့လိုမျိုးဟာမျိုးအဲ့ဒါဆိုရင်အဲ့လိုမျိုးဒီ public health worker တွေကတော်တော်များများဒီ community မှာပြန့်နေတာမျိုးကိုလုပ်စီချင်တယ်ပေါ့နော် ဟုတ်ကဲ့စမောဒီအတိရောက်နေတယ်ဆိုဘာရှိမှတယ်ဥပမာထားပါတော့နောက်တစ်ချိန်ပေါ့နော်ကြောက်ကောင်းမဆိုက crisis တစ်ခုဖြစ်ခဲ့တယ်ဆိုရင်ဘယ်လိုမျိုးဟာတွေကိုကျွန်တော်လုပ်နေတဲ့ process မှာကောင်းတဲ့ထင်တာရှိတယ်ပေါ့မဟုတ်ဆမ်မဲ့အရင်ဖြေမလားမဲ့အရင်ဖြေလိုက်ပါလား ဆရာမိကောဘယ်လိုမျိုးပြောချင်တာလဲဆရာ ကျွန်တော်ကူရဲပေါ့နော်ကူရဲကျွန်တော်အတိအကျကိုဖြန့်ဝေရတယ်ပေါ့နော်အဲ့အချိန်မှာကျတော့နောက်တစ်ချိန်ပေါ့ဒါကတော့တခုဖြစ်နေမှာ friend တခုဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်လုပ်နေတဲ့ဒီ procedure တွေတဲ့ကနေကျန်တဲ့အဖွဲ့အစည်းတွေကဘယ်လိုဟာမျိုးတွေအတူယူလို့ရမလဲဆိုတော့ဒီထင်တာဆုံးကောင်းတယ်ဆိုတော့ထင်တယ်ဟာပေါ့ ရမယ်ထင်တယ်ဟုတ် networking ပေါ့နော် ဟုတ်ကဲ့ networking လို့ပြောလို့ရတယ်ဆရာ ဟုတ် ဘာလို့လဲကျွန်မဟုတ်ကဲ့ တိတ်ရှင်းပြပါဟုတ် ဟုတ်ဒီsocial networking လုပ်ထားတဲ့ဒီ platform ရှိလို့ပဲကျွန်တော်တို့ကခက်မြန်နဲ့ဟိုပေါ့ဟုတ်တယ်ခက်မြန်နဲ့ထိရောက်ပေါ့နော် response ပေးနိုင်တယ်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကိုကျွန်မဒီဘက်ကတွေ့ရတယ်ပေါ့နော်ဟုတ်အရင်မြန်တယ်ရှင်ကြီးကကျွန်မအလူတွေဝင်လာတယ်ပေးလို့ပေါ့နော်တလားလောက်တော့လောက်မယ်ထင်တယ်ဒါပေမဲ့ကျွန်မတို့ကထပ်ပြီးတော့အလှခံနေရတယ်ပေါ့နော်ဒီဆေးဝါးတွေကလည်းပြီးတော့outbreak ဖြစ်တဲ့ပေါ့နော်ရာခိုင်နှုန်းပေါ့နော်ထိခိုက်တဲ့ affected people ကလည်းများတယ်ပြီးတော့ double crisis ကိုခံစားနေရတဲ့လူတွေမှာလည်းအခုချိန်ထိနည်းနည်းမထူနိုင်သေးဘူးပေါ့နော်ပြီးတော့လောက်ကင်ခက်အရင်ရှားပါတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်လူတွေကတက်တဲတဲ့အတွက်ကြောင့်မို့လို့ဒီဟာတွေကိုresilience ဖြစ်အောင်နေရတယ်ပေါ့နေရတော့အဲ့ဒီမှာကျွန်တော်တို့ mental health ခုနဆရာမခက်ပြောသလိုပဲ mental health ကလူတွေကိုမြင်တက်သွားစေတယ်ပေါ့နော်ပြီးတော့နေတက်သွားစေတယ်
ပြီးတော့ resilience ကိုမြင့်သွားစေတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုကျမတို့အခုချိန်မှာကြက်ပြက်ပေးနိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီဟာကိုအစဆုံးမြင်တဲ့ဆရာမတွေပေါ့နော်အဲ့ဒါကသွားနေတာကျမတို့ကဒီဘက်မှာရှိနေတာသူတို့ကဒါကိုသိတယ်နားလည်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ network ထဲလူတွေကဒါကိုဖြည်းဖြည်းချင်းသွားနေတာဖြည်းဖြည်းချင်းသွားနေတယ်ပြီးတော့အချင်းချင်းလဲ networking လုပ်ဖို့အတွက်ကိုသူတို့ကကိုယ်လဲဝမ်းစာဖြည့်ရတာကိုနော်အဲ့ဒီမြအနေနဲ့လဲတချို့လူငယ်ပိုင်းတွေလှုပ်ရှားနိုင်တဲ့လူတွေကအဲ့ဒီဟာကိုလဲဝမ်းစာဖြည့်နေတယ်ပေါ့နော်ဟုတ်အဲ့ဒါမို့လို့ကျမတို့ကဒါတွေကတော့ပြန်လည်မျှဝေလို့ရှိရင်ကောင်းတဲ့လက်ဆက်လန်းလို့ကျွန်မမြင်တယ်ပေါ့နော်ဟုတ်ဆရာမခက်ဖြစ်เสียရှိထပ်ဖြစ်အောင်နော်ကျွန်တော်တို့လည်းဟုတ်တယ်ကျွန်တော်တို့လည်း capacity ဆရာစလုံးရွေးတာတော့တယ် မကျေးဇူးပါ ကျေးဇူးပါခင်ဗျာ လေးလဲတော်တော်လေးလဲဟောဖြစ်ပါ တော် တယ် လေးတော့စုံနေပြီ ပ နော် ညာရေး ကျမတို့ မသိရ ဖြ လဲ ပြော အ ချင် များ တာ ကြီး များ သိရ ရှိအောင်မလားပေါ့နောက်ဆုံးအနေနဲ့ပေါ့လေတော်တော်လေးတော့စုံနေပါပြီ ကျမဘက်ကတော့မရှိတော့ပါဘူးရှင် ဟုတ်ကဲ့ပါခင် ဟုတ် အဲ့ဒါဆိုဆရာစတန်ကျွန်တော်တို့စုံသွားချင်တယ်နော်ဒါဆိုရင်တော့ တော်ဆုံးသွားပါပြီဆရာမကြီးဒါဆရာမတို့ဟိုဟာဖြစ်တဲ့ဟာကိုပဲကျွန်တော်ဒီမှာ map လုပ်ကြည့်ရပါကျွန်တော်တို့ဒါကိုအချောလေးပြန်လုပ်ပြီးသွားရင်လေဆရာမတို့ပို့ပေးမယ်လေနော်ဆရာမတို့တစ်ချက်လောက်ဖြည့်ကျင်တာတကယ်လို့တချို့ sensitive information တွေပါသွားတာဖြုတ်ကျင်တာရှိရင်လေဟိုထပ်ပြောလို့ရပါတယ်လို့ကျွန်တော်တို့နောက်ဆုံးအချောဟို research ပြီးတဲ့ချိန်ကြရတယ်ဆရာမတို့ပို့ပေးပါမယ်ခင်ဗျာ ဟုတ်ကဲ့ပါဆရာစတန်ကျေးဇူးပါရှင် ဆရာမကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါ ဆရာမနှစ်ယောက်လုံးကျေးဇူးအများကြီးတင်ပါတယ်။အော်ဆရာမခက်လက်ထောင်ထားတယ်။ဟုတ်ဆရာမပြောပါခင်ဗျာ မဟုတ်ဘူးရှင်လက်မထားမှာဟုတ်ကဲ့ ။အော် ကျေးဇူး အော် တင်ပါ ဟုတ် တ ဟုတ် ယ် ဟုတ် ရှင် ဟုတ်ဟုတ်ဆရာမတို့ကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာမ။ဟုတ် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ ကျွန်တော် recording ရက်လက်ကြမှာနော်ဆရာမတို့အဲ့ဆို